ခဏနေတော့မင်းကလေးတယောက်ရဲ့ရည်တံထွက်လာတယ်။ပိုင်ခန့်ချက်ချင်းပဲအဲ့အခန်းကိုတကားတော့ဖွင့်လိုက်တယ်။ဘယ်သူမှမရှိဘူး Ghost is coming. Ghost is coming. ။ထောက်တာပိုင်ခန့်တယောက်ဂျူတီချိန်အတိုင်းမနက်၈နာရီဆေးရုံကိုလာခဲ့တယ်။ဆရာဝန်ကြီးခေါ်တယ်ဆိုလို့ဆေးရုံအုပ်ရုံးခန်းကိုအရင်ဝင်သွားခဲ့တယ်။အေးပိုင်ခန့်မင်းရှောင်းကတင်ထားတဲ့မြို့တစ်ကဆေးရုံဟောင်းကိုသူတေသနာလုပ်ခွင့်ပြုမိတ်ကြလာပြီ။အဲ့ဒါမင်းဒီတပတ်သွားလို့ရပြီ။ပိုင်ခန့်ပျော်သွားတယ်။သူအဲ့ဆေးရုံကိုလိလာချင်းနေရကြပြီ။ဘာမှမသိရုတ်တရက်ပိတ်ချလိုက်တာကြောင့်ရောအရင်ကအဲ့ဆေးရုံကဒီမျိုးမှာအကောင်းဆုံးဖြစ်ခဲ့တာကြောင့်မျိုးမို့ဒီလိုနဲ့ပိတ်ရရောက်တော့ပိုင်ခန့်တယောက်ဆေးရုံဟောင်းကိုရောက်သွားခဲ့တယ်။ဆေးရုံဟောင်းဆိုပေမဲ့အဆောက်ရှိတယ်။အဆောင်ကတကားလောက်ဖွင့်ပေးတယ်။သူ့အလုပ်ကခြံဆောင်ပဲမို့ခွင့်ပြုမိတ်နဲ့ရောက်လာတဲ့ပိုင်ခန့်ကိုတော့သူဟိုဟာမလုံနဲ့ဒီဟာမလုံနဲ့ရေလို့မပိတ်ပင်ဘူး။ပိုင်ခန့်ကအရင်ဆုံးဆေးရုံရဲ့ဆေးပညာစာရွက်စာတမ်းဟောင်းတွေကိုအရင်လေ့လာနေတယ်။သူတနေ့ကုန်စာတမ်းပြုစုလိုက်အချက်အလက်တွေလိုက်ရှာလိုက်နဲ့ညနေတောင်ဆောင်သွားတယ်။သူပြန်မဲ့အလုပ်တောင်စုံအခန်းကနေအတန်တန်ကြားလိုက်တယ်။လူရှိလားဆိုပြီးပိုင်ခန့်ကမေးလိုက်တော့အတန်တိတ်သွားတယ်။ခဏနေတော့မင်းကလေးတယောက်ရဲ့ရည်တံထွက်လာတယ်။ပိုင်ခန့်ချက်ချင်းပဲအဲ့အခန်းကိုတကားတော့ဖွင့်လိုက်တယ်။ဘယ်သူမှမရှိဘူး။အခန်းရှိဆိုင်ဘုတ်ကိုကြည့်လိုက်တော့အရေးပေါ်ခွဲစိတ်ခန်းဆိုတဲ့စာတန်းလေးကပြုတ်ကျလူစစ်စစ်ဟောင်းနှမ်းနေတယ်။သူအခန်းထဲကိုတစ်ချက်လှမ်းကြည့်ပြီးအခန်းထဲစောင့်ဝင်လိုက်တယ်။သူခန္ဓာကိုယ်ကိုတခုခုဖြတ်တိုက်သွားသလိုသူကြောတယ်စိတ်အေးသွားတယ်။သူပြန်လှည့်မယ်အလုပ်တကားကပိတ်သွားတာဖွင့်မရတော့ဘူး။သူအော်ခေါ်ပေမဲ့ဘသူမှရောက်မလာဘူး။ခြံဆောင်လည်းမကြားဘူးထင်တယ်။ခဏနေတော့အခန်းထဲစကားပြောတဲ့နေကြားရတယ်။မိန်းကလေးတယောက်ရဲ့အော်ငိုတန်တွေရောပိုင်ခန့်ကဆရာဝန်ဆိုပေမဲ့အခုလိုဆေးရုံဟောင်းနဲ့တယောက်တည်းပိတ်မိနေတာဆိုတော့သူလည်းမကြောက်ဖဲတော့ဖဲနေမလဲ။ခဏနေတော့ခွဲစိတ်ခန်းကတင်ပေါ်မှာအမျိုးသမီးတယောက်ထိုင်နေတာကိုသူတွေ့လိုက်တယ်။သူမကပိုင်ခန့်ကိုစိုက်ကြည့်နေတယ်။ပြီးတော့ဒေါက်တာပြန်သေးဘူးလားကျွန်တော်ပြန်သွားပြီထင်နေတာအဲ့လိုပြောတဲ့ခြံဆောင်ရဲ့အတန်ကိုကြားလိုက်ရတော့ပိုင်ခန့်လှည့်ကြည့်လိုက်တယ်။ကတင်ပေါ်ပြန်ကြည့်တော့ဘသူမှမရှိတော့ဘူး။ပိုင်ခန့်လည်းအဲ့နေ့ကအိမ်ကိုအမြန်ပြန်လိုက်တယ်။သူ့စိတ်ထဲမကြင်မနှက်ဖြစ်နေတယ်။သူမြင်လိုက်တဲ့အမျိုးသမီးကဘသူလဲ။ဘာလို့အမှရှိနေတာလဲ။သူ့ကိုဘာလို့ကိုရောင်ပြတာလဲဆိုတာသူသိချင်နေတယ်။နောက်တစ်ပတ်ပိတ်ရက်ကိုရောက်တော့ညနေဆောင်အချိန်ပိုင်ခန့်ဆေးရုံဟောင်းကိုထက်ရောက်လာခဲ့တယ်။ဒီတစ်ခါတော့သူတယောက်တည်းမဟုတ်တော့ဘူး။သူတငယ်ချင်းဒေါက်တာခန့်မှန်လဲပါတယ်။အရေးပေါ်ခွဲစိတ်ခန်းကိုသူတို့တန်းဝင်သွားကြတယ်။ဒီတစ်ခါတော့အခန်းထဲတိတ်ဆိတ်ငြိမ်သက်နေတယ်။သူတို့စာရွက်စာတမ်းနေရှာရင်မကြပါဘူး။လေတွေဝေါကနေတိုက်လာပြီးအခန်းထဲလူရိတ်တွေပေါ်လာတယ်။လူရိတ်တွေကြားကနေအမျိုးသမီးတယောက်ကရုတ်တရက်ပိုင်ခန့်ရှိကိုရောက်လာတယ်။ညနေချင်းဆိုင်ပြီးအော်လိုက်တဲ့အတန်ကဟိန်ကနေပိုင်ခန့်တတိမိသွားတယ်။ဒေါက်တာခန့်မှန်ကအော်လိုက်တော့ခြံဆောင်ရောက်လာတယ်။ဒေါက်တာပိုင်ခန့်ကိုတဲထုတ်ပြီးခြံဆောင်ရဲ့အိမ်လေးစီအရင်ခေါ်သွားလိုက်ကြတယ်။ပိုင်ခန့်တတိရလာတော့ဒီဆေးရုံနဲ့ပတ်သက်ပြီးခြံဆောင်ကိုဘာသိထားလဲလို့မေးလိုက်တယ်။လွန်ခဲ့တဲ့အနှစ်20လောက်ကဒီဆေးရုံကိုမိန်းကလေးတယောက်နှလုံးရောဂါပြဖို့ဆိုပြီးရောက်လာခဲ့တယ်။တာမန်နှလုံးအားနည်းတဲ့သဘောပဲ။ဒါပေမဲ့အဲ့ညမှာအဲ့မိန်းကလေးကဆုံးသွားခဲ့တယ်။ဆေးသွင်းမှပြီးခွဲစိတ်ခန်းတောင်ဝင်လိုက်ရတယ်လို့ကြားတယ်။ကျွန်တော်လူခြံဆောင်ကအတီးကြတော့ဖယ်သိမလဲ။ကျွန်တော်လည်းကြားမိတာပါပဲ။အဲ့ဒီကိစ္စဖြစ်ပြီးမကြဘူး။ဆေးရုံကရုတ်တရက်ပိတ်သိမ်းလိုက်ရတယ်။နောက်တော့အဲ့ဒီခွဲစိတ်ခန်းဘက်ကနေအမျိုးသမီးတယောက်ရဲ့ငိုတံတွေစကားပြောတံတွေခဏခဏကြားရတယ်။ပိုင်ခန့်ဒီကိစ္စကိုဆက်ဆောင်စမ်းခြင်းပေမဲ့အဲ့စည်းရုံအကြောင်းဘသူမှဂဂနနမသိကြတဲ့အပြင်ခွဲစိတ်ခန်းရဲ့အချက်အလက်ဘာသာရွက်စာတမ်းမှလည်းမရှိတော့တာမို့ပိုင်ခန့်တယောက်သိကျင်စိတ်တွေကိုပဲမျိုးသိလိုက်ရပါတော့တယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ဖြစ်ရမှန်ထူးခြားဆန်းကျင် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်လေးနှိပ်သွားပေးကြပါအောင်ရှင်။